နိုင်ငံအနောက်ရိုးမှပင်လဲရခိုင်တိုင်းရင်သာနေတယ်တာကီဝင်တွေနဲ့ဆိုင်ခဲ့တဲ့ပြေခေဆက်ဆက်မြေမြတ်တဲ့သမိုင်းရှိတယ်လေကြီးမားတဲ့နေရာတိုင်းတွေဒီရေဒီမြေလေလာကြည့်ပါအားလုံးမိတ်ဆွေရာဇဝင်မှာမှတ်တမ်းရှိတယ်လေလူရဲကောင်းတို့ရဲ့ပြေဘာသာသာသနာထွန်းကားခဲ့တဲ့ပြေမဟာမြတ်မုနိရှစ်တောင်းကိုတောင်းပြရဘူးကြမယ်လေဗုဒ္ဓအရင်တန်းဆုံးတဲ့မြေကံဝင်စာပေမြင်စေခြင်းနဲ့ခန္ဓာမှုတွေရခိုင်ကိုဆောင်နေတဲ့ကြောင့်စင်လေရာတွေခိုင်ခိုင်မာမာအခုထိရှိတော့လေတဲ့တဲ့ဝဝချမ်းနေတဲ့ပြီးသူကတွေမဟာဆန်ရဲ့ရင်ကျင်းမှုရဲ့အမွေငါပလီကိုလာလေကြည့်မိတ်ဆွေပင်လေပြပြဒီလိုက်လုံးတွေနေဝေးခြင်းညံ့တဲ့လာစီစာမင်္ဂလာစီတဲ့ကြရဲ့လာပါလာရခိုင်မြေရဲ့ဒလေးရိုးရာရခိုင်မြေမှာပြဆုံးဖူးမယ်လားညဆိုပါရဲ့ရအောင်လန်းခဲ့ပါလေကိုတောင်းနှံများစွာရဲ့ကာစီလို့ထားပါတယ်ကြပြားဆန်းနဲ့ပကြီးကားကြီးသပွဲသမိုင်းဆက်ဆက်ထားခဲ့တဲ့ကပီးကြောင့်စာတွေသူခုမှလဲရစမ်းချေဒီရေဒီမြေလာစေခြင်းနဲ့အားလုံးမိတ်ဆွေရခိုင်ကိုဆောင်နေတဲ့ကြောင့်စလေရာတွေခိုင်ခိုင်မာမာအခုထိရှိတော့လေတဲ့တဲ့ဝဝချမ်းနေတဲ့ပြီးသူကတွေမဟာဆန်ရဲ့ရင်ကျင်းမှုရဲ့အမွေငါပလီကိုလာလေချီမိတ်ဆွေပင်လေပြပြဒီရဲ့လိုက်လုံးတွေစီစာမင်္ဂလာစီတဲ့ကြရဲ့လာပါလာရခိုင်မြေရဲ့ဒလေးရိုးရာရခိုင်ပြည်မှာပြဆုံးဖူးမယ်လားညဆိုပါရဲ့ရအောင်လန်းခဲ့ပါငါပလီကိုလာလေကြည့်မိတ်ဆွေပင်လေပြပြဒီရဲ့လိုက်လုံးနေဝေးခြင်းညံ့တဲ့လာစီစာ